ဘာလို့လဲအဲ့တငယ်ကြီးလားနော်ငါလည်းတနေ့လူငွေရဟာလေးပြကြိုက်တယ်你抓嘞！လာ哎，我把推了阿鲁漏你把的钱，你别叫那阿鲁漏把的钱。မင်္ဂလာပါခင်ဗျာခဏရတော့ကျွန်တော်တို့တကြံအကြနေမှာကျွန်တော်တို့လမ်းမိသားစုရဲ့စတူဒီတာအလူတွေကတော့အကြာစံကျော်အလူဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့လမ်းမိသားစုရဲ့တရားတရားထက်တန်စွာနဲ့လှူဒန်းကြတဲ့အလူလေးကိုခုနှစ်သားသမီးနဲ့အလုပ်အယုတ်လအမျက်မရွေသုံးဆောင်နိုင်ရတဲ့အတွက်ကျွန်တော်တို့လမ်းမိသားစုကနေပြီးတော့တရားတရားထက်ဆန်စွာနဲ့လှူဒန်းခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့နှစ်စဉ်လှူဒန်းတဲ့အလူလေးဖြစ်ပြီးတော့နောက်နေ့တွေမှာလည်းကျွန်တော်တို့တွေကလှူမှာပါဒါအပြင်နှစ်စဉ်ကျွန်တော်တို့လမ်းမိသားစုကနေပြီးတော့ကျွန်တော်လှူဒန်းမှာဖြစ်တဲ့အတွက်ကြောင့်ခုနှစ်သားသမီးများမြည်သူမဆိုလာရောက်ပြီးသုံးဆိုင်နေမှာအကြောင်းကျွန်တော်တို့ကဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာအားလုံးပဲကျွန်တော်တို့ရဲ့အလှူလေးကိုကြည်နူးပီတိဖြစ်မယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ခင်ဗျာဒီနေ့အကြနေမှာတော့ကျွန်တော်တို့ကတော့တကြံအကြနေမှာတော့ကျွန်တော်ကြားစမ်းကြော်အလှူလေးဖြစ်ပါတယ်ခင်ဗျာခုနှစ်သားသမီးမှာဘေးရန်တွေပဲအပေါင်းမှာကင်းဝေးပြီးတော့နာမည်ကုသစပါယောဂဝေဒနာကင်းဝေးပြီးတော့လှူဒန်းကြတဲ့အလှူရှင်များလည်းအားလုံးကြီးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့စီးပွားဥစ္စာဒီရေလာတိုးတက်ကြပါစေလို့ကျွန်တော်တို့လမ်းမိသားစုကနေပြီးတော့ဆုတောင်းမေတ္တာပို့တာပါတယ်ခင်ဗျာဒါအပြင်နှစ်စဉ်လည်းဒီတမကလှူဒန်းနိုင်ပါစေလို့ကျွန်တော်ကထပ်မံပြီးဆုတောင်းမေတ္တာပို့တာအပ်ပါတယ်ခင်ဗျာဒါအပြင်ကျွန်တော်တို့လမ်းထဲမှာရှိတဲ့တရားတွေကြည်ဖြူစွာနဲ့လူတန်းကြတဲ့အလူရှင်လေးလည်းရှိပါတယ်ကျွန်တော်တို့လမ်းထဲမှာလာရောက်ပြီးသုံးဆောင်ကြတဲ့အလူရှင်များကိုလည်းကျွန်တော်တို့ကြာစမ်းကျော်စထရီတာများစွာဖြင့်ကျွန်တော်တို့ကလှူဒန်းခြင်းဖြစ်ပါတယ်အားလုံးပီတိဖြစ်ရန်အတွက်ကျွန်တော်တို့ကဂုဏ်ယူစွာနဲ့ကျွန်တော်တို့အလူလေးကိုတင်ပြအပ်ပါတယ်ခင်ဗျာအားလုံးပဲတာထုအနုမောဒခေါ်ဆိုနိုင်ကြပါစေလို့ကျွန်တော်ကနေပြီးတော့တင်ပြအပ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကြီးခုနှစ်သားသမီးများအားလုံးဘေးပြာဝေးကွာပြီးကိုယ်စိတ်ထဲမှာကျမ်းမာချမ်းသာကြပါစေချာဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ